အားလုံးမင်္ဂလာပါကျွန်တော်သတိထားမိကြလားမသိဘူးဒုတိယဘာသာစကားစွမ်းရည်ကမိခင်ဘာသာစကားစွမ်းရည်ထက်ကောင်းတဲ့ကလေးလေးတွေဟာနည်းနည်းရိုင်းပြတတ်တဲ့အပြုအမူပေါ့နော်မိခင်ဘာသာစကားစွမ်းရည်ထက်ကိုအများကြီးပိုကောင်းနေတဲ့ကလေးတွေပေါ့နော်တွေမှာနည်းနည်းလေးရိုင်းတယ်လို့ဖြစ်တတ်တဲ့အပြုအမူတွေရှိတယ်ကျွန်တော်သတိထားမိမယ်ထင်တယ်အဲ့ရိုင်းနေဆိုတာကကျွန်တော်တို့သူတို့ universal သဘောပြောနေရမှာမဟုတ်ဘူးเนาะရိုင်းနေဆိုတဲ့သဘောကိုကျွန်တော်တို့ဒီမှာသတ်မှတ်တဲ့နေမှာ universal သဘောပြောတာမဟုတ်ကျွန်တော်တို့ Burmese context အရာပြောတာမြမရဲ့အဆက်မြမ shoot down မြမအမြင်အရာကျွန်တော်ရိုင်းနေလို့ဆိုလို့ကျွန်တော်เนาะဒါကြီးကဘိုးအမြင်ရမရိုင်းပါဘူးလို့ကျွန်တော်အဲ့လိုပြောဆိုလို့ကျွန်တော်မဟုတ်ဘူးဟာလားမြမအမြင်ရိုင်းနေလို့ကျွန်တော်တို့အများစုသတ်မှတ်ကြတယ်အများစုကျွန်တော်တို့ပြောလာကြလဲတွေ့ရတယ်အဲ့တော့ဘာကြောင့်ဖြစ်ရတာလဲပေါ့နော်အဲ့တော့ကျွန်တော်ကတရားစဉ်းစားကြည့်တော့ဒီဟာကဒုတိယဘာသာစကားကိုပထမဘာသာစကားမိခင်ဘာသာစကားကောင်းစွာမရသေးခင်မှာဒုတိယဘာသာစကားရယူခြင်းကနေစတယ်လို့ကျွန်တော်တို့ထင်တယ်အဲ့ဒီမှာထူးခြားအသုံးတစ်ခုသွားတွေ့တာပါလဲဆိုတော့ဒီ social cognitive disconnect လို့ကျွန်တော်အသုံးလေးတစ်ခုသွားတွေ့တယ်စာတစ်ပိုက်ကိုဖတ်ရင်းနဲ့အဲ့တော့ဘာလဲဆိုတော့လူမှုဆက်ဆံရေးသဘောရဲ့ဒီ cognitive load ဝန်ထုတ်ဝန်ဘိုးတွေရဲ့နဲ့အဲ့နှစ်ခုက disconnect ဖြစ်တာပေါ့နော်အခြေဆက်မမိဘူးလို့ကျွန်တော်အကြမ်းမြင်ပြောရမှာပေါ့ပြောချင်တာကကျွန်တော်တို့ကဒုတိယဘာသာစကားဟာတကယ်လည်းတော့သူတို့အတွက်လည်းမလွယ်ကူနေဘူးကျွန်တော်တို့ကငငယ်လေးနဲ့သင်လိုက်တော့ကလေးက fluency ဖြစ်ပြီးတော့လွယ်သွားတယ်ပို့ပြီးမိုက်သွားတယ်ဒါအကြမ်းမြင်သုံးသက်ချက်ပေါ့တကယ်မှကျတော့မဟုတ်ဘူးသူတို့အတွက်ဒါဒီ information new information and familiar ဖြစ်တဲ့ words တွေကိုသူတို့ဒီအုံနောက်က absorb လုပ်ရတာစုပ်ယူရတာဖြစ်တယ်အဲ့တော့၃နှစ်ကလေးအတွက်ကလည်းမိခင်ဘာသာစကားမဟုတ်တဲ့အတွက်အခက်အခဲရှိတယ်နှစ်နှစ်ကလေးဆိုလည်းမိခင်ဘာသာစကားမဟုတ်တဲ့အတွက်သူတို့မှာအခက်အခဲရှိတယ်ဒါပေမဲ့သူအခက်အခဲတော့သူထုတ်ပြောမနေဘူးပေါ့ဟုတ်ပြီနော်ဟဲ့လားအဲ့ဒီပုံစံမှာအဲ့တော့အဲ့ဒီအခက်အခဲပေါ့နော်အဲ့ဒီအခက်အခဲကနေကျွန်တော်ဘာဖြစ်သွားလဲဆိုတော့ပထမတစ်ချက်ဘာသာစကားဒုတိယဘာသာစကားကိုကောင်းစွာရယူလိုက်ရတယ်ဒုတိယဘာသာစကားကိုပဲဦးစားပေးပြီးတော့သူက priority ရယူသွားတယ်ပေါ့နော်ဦးစားပေးပြီးရယူသွားတာဖြစ်တဲ့အတွက်မိခင်ဘာသာစကားနောက်ကျကျန်ခဲ့တယ်ဒါကျွန်တော်တို့ဒီခုနောက်ပိုင်းကလေးမှာအများစုပြန်တွေ့နေရပြီနော်အခုနောက်ပိုင်းကလေးမှာအများစုပြန်တွေ့နေရမြန်မာလိုလုံးမပြောချင်ဘူးမြန်မာလိုမပြောတတ်ဘူးဟလာမြန်မာလိုမသိဘူးဒီဟာလေးကိုဗမာလိုဘယ်လိုခေါ်လဲစသဖြင့်ကိစ္စတွေပေါ့နော်အဲ့တော့အဲ့ဒီနောက်ဆက်တွဲပြဿနာပါလဲဆိုတော့ကျွန်တော်တို့ဘာသာစကားရဲ့နောက်ကွယ်မှာရှိတဲ့ယဉ်ကျေးမှုပါသူတို့ကပြက်ကွက်လာတယ်နော်အဲ့တော့ဘာသာစကားရဲ့နောက်ကွယ်မှာကျွန်တော်တို့ယဉ်ကျေးမှုတွေရှိတယ်ဟုတ်ပြီနော်အဲ့တော့ယဉ်ကျေးမှုတွေရှိတယ်အဲ့တော့သူတို့ကဘာဖြစ်သွားလဲဆိုတဲ့အခါကျတော့ဒီဘာသာစကားဒုတိယဘာသာစကားကမိခင်ဘာသာစကားထက်ပိုပြီးတော့သူတို့ကအသုံးချနိုင်တယ်ပြောနိုင်တယ်ဆိုနိုင်တယ်မိခင်ဘာသာစကားကိုသူတို့လစ်လီရှုလိုက်တယ်လို့ဖြစ်သွားတယ်မိခင်ဘာသာစကားဟာနှိမ့်သွားတယ်ပေါ့နော်မိခင်ဘာသာစကားစွမ်းရည်ဟာဒုတိယဘာသာစကားစွမ်းရည်တဲ့နှိမ့်သွားတဲ့အခါကျတော့သူတို့ကမိခင်ဘာသာစကားနဲ့ကျွန်တော်တို့ပြောညဆိုကြတဲ့ context တွေကိုအတော်လေးသူတို့ကနားမလဲတော့ဟုတ်ခုထားပါတော့ကျွန်တော်တို့English လို့sayရင်ကျွန်တော်မနာဘူးလေဘာကြောင့်ဖြစ်တာလဲဒါထားပါတော့ emotional distancing လို့ခေါ်ရမလားโอเคနော်ဘာသာစကားနဲ့ဆိုင်တာပဲလေကျွန်တော်မြန်မာလိုဆိုရင်ကျွန်တော်မျိုးလုံးကြီးหนีလာပြီးတော့လက်သီးလက်မောင်းတွေတန်းပြီးဖြစ်လာလိမ့်မယ်ဒါပေမဲ့ကျွန်တော် English လိုဆိုရင်ကျွန်တော်အေးဆေးပဲโอเคနော်ဘာဖြစ်တယ်အဲ့တော့အဲ့ဒီတော့ပဲအဲ့တော့ခုနပြောသလိုပဲသူတို့ကဒုတိယဘာသာစကားကိုမိခင်ဘာသာစကားတစ်ခုလိုပဲစောစီရယူလိုက်တယ်အဲ့တော့တကယ်တမ်းအဲ့ဒီအတွက်သူတို့ cognitive load ကလည်းများတယ်အဲ့တော့အကြမ်းပြောရမယ်ဆိုတော့ high cognitive load က low empathy လို့ပြောရမှာလားမသိဘူးเนาะအဲ့လိုမျိုးပြောလို့ရမှာမသိဘူးအကြမ်းပြင်းပေါ့เนาะဒါတော့ဟုတ်ချင်မှလည်းဟုတ်လိမ့်မယ်အဲ့တော့အဲ့လိုမျိုးသူတို့ငင်လို့စင်မှာအဲ့လိုလုပ်လိုက်ရတဲ့အတွက်သူတို့ဒီဘက်က context ကိုနားမလဲဘူးအဲ့နားမလဲတဲ့ခါကျသူတို့ကပြောတယ်ကျွန်တော်တို့အခုအသက်တာကြီးလာတာသူဒီဘက်က context ကိုနားမလဲဘူးသိပြီးတော့နားမလဲတော့ဘူးဒီဘာသာစကားရယူမှုဘာသာစကားစွန့်ရည်ကြောင်ဖြစ်တာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကတစ်ခါလေးမှထင်တယ်3နှစ်လောက်မှစပြီးတော့သင်မှ English fluency ရမယ်လို့ထင်တယ်ဒါပေမဲ့ပညာရှင်တွေအများစုကတော့အသက်9နှစ်လောက်ကနေစပြီးသင်ယူတာဟာလေ fluency ရစရာအကြောင်းဖြစ်တယ်အဲ့တော့9နှစ်လောက်ကနေ12နှစ်လောက်အတွင်းဟာအငင်းပွားစရာရှိနေပြီမြေ9နှစ်ကနေ12နှစ်အတွင်းသင်ယူမှုဟာ fluency ကိုအနောက်ရှက်မပေးဘူးလို့ပညာရှင်တွေကတော့ယူဆကြတယ်လို့ကျွန်တော်တို့ဖတ်ရတာပေါ့နော်အဲ့ခါကျတော့အင်္ဂလိပ်ဘာသာစကားကို fluently ပြောတတ်ဆိုတဲ့ရေးတတ်ဖတ်တတ်ဖို့အတွက်ဆိုရင်တော့မိခင်ဘာသာစကားကိုလစ်လျူရှုစရာပယ်ချစရာဘာလို့သူတို့ပြောနေကြတယ် I don't like Burmese though I hate Burmese though ဟုတ်ပြီနော်ဟလာโอเคနော်အဲ့နားကလောစရာစကားကြီးတွေကလေးတွေပါဇက်ကထွက်မလာအောင်ကျွန်တော်လုပ်တင်တယ်လို့ကျွန်တော်ထင်တယ်အဲ့တော့အဲ့ဒီ root ဖြစ်တယ်ဆိုတဲ့ဟာဒီဆရာမတွေတင်ခံစားနေရတာမဟုတ်ဘူးမိခင်တွေလည်းမိဘတွေကိုလည်းခံစားနေကြရတာဖြစ်တယ်အဲ့တော့ဒါတွေကိုမိဘတွေကိုနိုင်ကလည်း PPCC လောက်ကြဖို့လိုမယ် Child Center ဟာလည်းကလေးအလိုလိုက်တဲ့နေနာမဟုတ်ဘူး
Child Center ရဲ့ background ဖြစ်တဲ့ constructivism ဆိုတာကိုကငါတို့အတူတကွလောက်ကြမယ်ဆိုရယ် concept ပေါ်မှာအခြေခံတာဖြစ်တယ်အဲ့တော့ကလေးအလိုလိုက်တာတွေကနေလေကျွန်တော်တို့ခုနကပြောသလိုရိုင်းတာတွေကပို့ဖြစ်တယ်လို့ကျွန်တော်ထင်ပါတယ်ဒီလောက်ပါပဲ